သုံးမဲမင်္ဂလာပါဗျာတနခါလေးနဲ့မောင်နှခါလေးကပြန်လဲကြိုးစုလိုက်ပါတယ်ဗျာနော်ဒီဗီဒီယိုဖိုင်လေးကတော့ကျွန်တော်တို့တွေ9လပိုင်း20ရက်နေ့ကနေ9လပိုင်း24ရက်နေ့ထိကျွန်တော်ရဲ့ပေါ့နော်ပေးတိုင်းထွက်တိုင်းပေါက်ဒိုင်တိုင်းကြောက်ရတဲ့မဟာတပတ်စာကနန်းပရိသာကတ်ကိုကျွန်တော်တနခါလေးနဲ့မောင်နှခါလေးကပြောပြပေးသွားတော့မှာဖြစ်ပါတယ်ဒီကတ်ကလေးကဆိုရင်လည်းပေါ့နော်ရွှေဖြစ်ငွေပြည့်လူတိုင်းကြိုက်လူတိုင်းခိုက်တယ်ပေါ့နော်လူတိုင်းကစားတယ်ကျွန်တော်စူပါနဂါရဲ့ဒါတပတ်စာကတ်ကလေးဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်လေးမှာကျွန်တော်တို့ပေါ့နော်ဘာတွေပါသွားမလဲဆိုတော့9လပိုင်း20ရက်နေ့24ရက်နေ့ထိထိပ်စီး3လုံးအခွေဒါ4လုံးအခွေကဲပေါက်ပရိတ်ကလေးနှလုံးနဲ့ထူးရှယ်မွေးကနန်း၄ခွက်အဲ့ဒါနှစ်ခွက်ကောင်းမွေးကနန်းလေးနှစ်ခွက်ကိုကျွန်တော်ပေါ့နော်ဒါမြစ်တာတရားမင်္ဂလာတရားတွေကိုဒါအစင်သာသိမ့်ထားပြီးတော့ကျွန်တော်ပေးသွားမှာဖြစ်ပါတယ်ဗျာနော်ကဲဒီတပတ်စာကတ်ကိုလည်းမကြည့်လိုက်ရရင်လဲပေါ့နော်မကြည့်လိုက်ရတဲ့သူတွေအတွက်ကတော့ဘလို့ခံစားရမလဲဆိုတော့ပေါ့နော်နေမရှိတဲ့ကဘာရေမရှိတဲ့ကြာလို့ပေါ့နော်တခုမဟုတ်တခုလိုအပ်နေတယ်လို့ခံစားရမယ်နော်ဒူဒီကစားတဲ့အခါမှာတခုလိုအပ်နေတယ်လို့ခံစားရမယ်ဗျနော်ကဲဒါဆိုကျွန်တော်ရဲ့တပတ်စာကတ်ကလေးကိုစပြောပေးပါမယ်နော်ကဲကျွန်တော်ရဲ့တပတ်စာကတ်ကလေးကိုစပြောတဲ့အခါမှာမိတ်ဆွေတို့ကစာရွက်ဘောပင်လေးကိုဒါဒူးပေါင်ပေါ်တင်ထားစမတ်ဖုန်းလေးကိုရှေ့မှာချပြီးတော့ပြင်းရေးမဲ့အဲ့ဒါကျွန်တော်နဂါးလေးရဲ့တပတ်စာကတ်ဆိုတာခေါင်းစဉ်လေးပါရေးထားလိုက်နော်ကဲဒါဆိုရင်ကျွန်တော်ပြောမယ်ထိပ်စီး3လုံးအခွေလေးကကျွန်တော်စပြောပေးမယ်နော်ကဲထိပ်စီး3လုံးအခွေလေးက1-4ဆိုတဲ့အပူပါထိပ်စီး3လုံးအခွေလေးဖြစ်ပါတယ်ထိပ်စီးတီးတဲ့လိုက်ချင်တော့ကျွန်တော်တို့တနင်္လာအင်္ဂါ2ရက်အတွင်းဘယ်လိုလိုက်ရမလဲဆိုရင်1-2ထိပ်စီး2-4ထိပ်စီးကြိုက်တဲ့တရားထိပ်စီးကိုရွေးချယ်ပြီးတော့လိုက်စီခြင်းပါတယ်ဗျာနော်ထိပ်စီး3လုံးအခွေကတော့1-4ဆိုတဲ့အခွေဖြစ်ပါတယ်။ကဲနေရာမှာကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်20ရက်နေ့ကနေပြီးတော့24ရက်နေ့ထိတပတ်လုံးစာအဖွဲ့ဝင်ကြီး2000ကျပ်နဲ့ကျွန်တော်အဖွဲ့ဝင်ခေါ်ပါတယ်။ပြီးခဲ့တဲ့ဘက်ကဒါအဖွဲ့ဝင်နေဆိုလဲဒါပတ်သီးနှလုံးနဲ့3ရက်မကျော်မွေးကနန်း2ချိန်ဒါအဆင်ပြေတယ်3ရက်အတွင်းမှာပေါ့နော်ကျွန်တော်တို့တွေဘယ်လိုလဲပေါ့နော်3ချိန်4ချိန်ပေါက်ချင်တယ်ဆိုရင်တော့အဖွဲ့ဝင်ဖို့ဖိတ်ခေါ်ပါတယ်3ရက်မကျော်ပတ်တင်းနဲ့မွေးကနန်း6ခွက်က3ရက်အတွင်းကို2ချိန်3ချိန်4ချိန်လောက်အဆင်ပြေတယ်နော်အကြောင်းမလို့ဝင်ခဲ့ပါဘယ်ကဆက်သွယ်ရမလဲဆိုရင် Viber ဖုန်းနံပါတ်3996853995လေးနဲ့ကျွန်တော်ကို Page Messenger ကနေလာရောက်ဆက်သွယ်လို့ရပါတယ်အတူအပတွေရှိတာတတိထားပါမိတ်ဆွေတို့ရေကျွန်တော်တို့ဘာဝတတိထားမလို့ KB WP အကောင့်ဒေါ်ထင်းမြင့်မဟုတ်ရင်လုံးဝအတူပါငွေလွှဲဖုန်းနံပါတ်3993392913ဒီဖုန်းနံပါတ်ကလေးမဟုတ်ရင်အတူပါဗျာနော်ကဲပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်မိတ်ဆွေတို့ကိုတပတ်စာကတ်နဲ့ကူညီနိုင်တဲ့လောက်ကူညီတယ်နေ့တိုက်ကလေးတွေလည်းကျွန်တော်ကူညီနိုင်တဲ့လောက်ကူညီခဲ့တယ်ကျွန်တော်ကိုနေ့တိုက်ကလေးတွေစော့တဲ့အခါမှာမိတ်ဆွေတို့ဖိုင်နဲ့ခေါင်းလေးသုံးပေါ့ဗျာနော်ထိပ်စီးကိုဘာကနန်းလေးနဲ့ကတ်ထိုးဆိုထိုးပြီးကြရင်ကျွန်တော်ကတ်ပေးတဲ့ကနန်းလေးကိုလည်းထိပ်စီးနဲ့သွားကတ်လို့အဆင်ပြေတယ်ဒါလေးခေါင်းသုံးစော့ပါအလုံးမအဖွဲ့ဝင်ခြင်းနဲ့ဆိုရင်တော့တပတ်လုံးစာမှာအဖွဲ့ဝင်ကြီး2000ကျပ် Viber ဖုန်းနံပါတ်3996853995လေးနဲ့ Page Messenger လာရောက်ဆက်သွယ်ပါ KB WB အကောင့်ဒေါ်ထင်းမိမဝင်အတူပါ3994399213ဒီဖုန်းနံပါတ်တစ်လုံးနဲ့သုံးပါတယ်နော်။ဒါဆိုကျွန်တော်၄လုံးအခွေလေးပြောပေးမယ်။၄လုံးအခွေလေးကတော့3468ဆိုတဲ့အပူပါ၄လုံးအခွေလေးဖြစ်ပါတယ်။သိချမှတ်ပါနော်မိတ်ဆွေတို့နော်။3468ဆိုတဲ့အပူပါ၄လုံးအခွေလေးဖြစ်ပါတယ်။ကဲခုပြောမှကဘာလဲဆိုကဲပေါက်ဘရိတ်နဲ့ရွေးကနန်းလေး၄ခွက်ဒါပတ်စင်ပတ်တိုင်းအစင်ပြေနေတဲ့သူတွေဝမ်းသာနေသူရနေတဲ့သူတွေအတွက်ဝမ်းသာတယ်ပြောပေးမယ်။ကဲပေါက်ဘရိတ်ကလေးကတော့ဘရိတ်ကနှလုံးနဲ့ပါအဲ့ဘရိတ်နှလုံးကဘာလဲဆိုတော့35ဘရိတ်ပါ14196469ဆိုတဲ့ကနန်းလေး၄ခွက်ကိုတင်ထိုးပေးပါเนาะအားလုံးပဲ35ဘရိတ်လိုက်ချင်တဲ့သူလိုက်ပါ14196469 ၄ခွက်ကိုလိုက်ချင်တဲ့သူတွေလိုက်ပါဗျဒါလေးတွေပြောပေးမယ်ကထုရှင်မွေးကနန်းလေး၄ခွက်နဲ့မိန်အောင်မွေးကနန်း2ခွက်တခါတည်းမှတ်ပါ23252629ဒီကနန်းလေး၄ခွက်ကထုရှင်မွေးကနန်းလေး၄ခွက်ဖြစ်ပါတယ်28နဲ့29က2ခွက်ကောင်းမွေးကနန်း2ခွက်ဖြစ်ပါတယ်ဗျเนาะကဲဒါလေးကတော့ကျွန်တော်ရဲ့တပတ်စာကတ်ကလေးပါကျွန်တော်ဒုတိယအကြိမ်ကျွန်တော်ရဲ့တပတ်စာကတ်ကလေးကိုကျွန်တော်ပြန်ပြောပေးပါမယ်ဗျเนาะထိပ်စီး3လုံးအခွေက1-2-4ဆိုတဲ့အပူပါထိပ်စီး3လုံးအခွေဖြစ်ပါတယ်ထိပ်စီးတည်တဲ့လိုက်ချင်း1-2-4အဲ့လိုနှလုံးကိုရွေးချယ်ပြီးလိုက်ပါအင်္ဂါမကျော်ဖြစ်ပါတယ်ဗျ၄လုံးအခွေလေးကတော့3468ဆိုတဲ့အပူပါ၄လုံးအခွေလေးဖြစ်ပါတယ်ကဲဘော့ဘရိတ်ကတော့ကျွန်တော်တို့35ဘရိတ်ဖြစ်ပါတယ်14196469ဆိုတဲ့ကနန်းလေး၄ခွက်ကိုထူးရှယ်တင်ပြီးတော့က
ကစားပါငွေကနေထူးရှယ်၄ခွက်ကတော့ကျွန်တော်တို့23 25 26 29ဒီကနေ့လေး၄ခွက်ကထူးရှယ်၄ခွက်ပါ28နဲ့29ဒီကနေ့လေး2ခွက်ကတော့ထူးရှယ်မွေးအော်ဂနန်2ခွက်ဖြစ်ပါတယ်เนาะကဲသေချာသလားတော့မမေးနဲ့ကျွန်တော်တို့သေချာချက်ကတော့ပေါ့เนาะဒီတပတ်စာကတ်ကိုစော့တဲ့သူတိုင်းအရှုံးဆိုတာဘာလဲဆိုတာကိုမေးယူပါမယ်เนาะကျွန်တော်အနိုင်ဆိုတာကတော့အဆူတော့ပေါ့ဗျာเนาะကဲအားလုံးပဲစတာပါဒါလေးကကျွန်တော်တပတ်စာကတ်ကိုကြည့်ရှုအားပေးနေတဲ့တူတယောက်ချင်းစီကိုကျွန်တော်ချစ်လို့စတာတပတ်စာကတ်ကမိတ်ဆွေတို့သိရเนาะအပတ်စီရင်ပတိုင်းဘလို့အဆင်ပြေတယ် okay တယ်ဆိုတာမိတ်ဆွေတို့အသိကဲဗီဒီယိုဖိုင်လေးကိုစုံစမ်းတိုင်အောင်ကြည့်ပြီးတဲ့အခါမှာမိတ်ဆွေတို့အတွက်အကျိုးတစုံတရာရရှိမယ်လို့ကျွန်တော်ကမျှော်လင့်နေဒါကြောင့်မလို့နံပါတ်1ချက်ဒီဗီဒီယိုဖိုင်လေးကိုအများမြင်များပေါအောင်များများလေး share ပေးသွားနံပါတ်2ချက်ကျွန်တော်နှုတ်ကပြောတဲ့ကဏ္ဍလေးကို comment မှာမှန်ပေးသွားနံပါတ်3ချက်ကျွန်တော် page လေးကို follow မနှိပ်ကြသေးရင် follow နှိပ်ပြီးတော့အားပေးသွားဟုတ်ပြီလားနော်ဒါလေးတွေကိုတောင်းဆိုပါတယ်ဒီချက်ကလေး3ချက်ကမိတ်ဆွေတို့ပတ်စံလည်းပေးစရာမလိုအလကားလုပ်လို့ရတာခုပြောမှကဘာလဲဆိုတော့တစ်ပတ်လုံးစာအဖွဲ့ဝင်ချင်း2000ချက်3ရက်မကျော်အတွင်းမှာ3-4ချိန်ပေါက်ချင်တဲ့သူတွေလာခဲ့ welcome ဖိတ်ခေါ်တယ်ထိုင်းရအကူမတွေအဖွဲ့ဝင်ချင်းနေဆိုရင်တော့ကျွန်တော်ဘတ်200ကျပ်နဲ့ကျွန်တော်စီစဉ်ပေးထားပါတယ်မြန်မာပြည်ကအဖွဲ့ဝင်နေဆိုတော့မြန်မာကျပ်ဝင်2000ကျပ်နဲ့ကျွန်တော်စီစဉ်ပေးထားပါတယ်ဗမာအဖွဲ့ဝင်ရမှာဆို Viber ဖုန်းနံပါတ်3996853999လေးကနေလာရောက်ဆက်သွယ်လို့ရတယ်လို့ကျွန်တော် Pay Messenger လေးလာရောက်ဆက်သွယ်လို့ရပါတယ်3ရက်မကျော်ခင်အတွင်းမှာ3-4ချိန်ပေါက်ချင်တဲ့သူတွေလာရောက်ဆက်သွယ်ဖို့အကြံပေးပါတယ်เนาะကဲဒါဆိုကျွန်တော်ဗာပြောမလဲဆိုတော့မိတ်ဆွေတို့လည်းပေါ့နော်ဒါလူတကာမရတဲ့စူပါဘွားကိုကျွန်တော်ပိုင်ဆိုင်နိုင်ကြပါစေအနေထားတစ်ခုမှာကျွန်တော်ပြီးတဲ့တပတ်စာကတ်ကလေးနဲ့ကျွန်တော်ရွှေပြားတွေစုနိုင်ကြပါစေလို့ကျွန်တော်ကဆုတောင်းပေးပါတယ်အားလုံးကိုချစ်ပါတယ်ဗျဘိုင်ဘိုင်ပါ